ဒီလိုမျိုးမိုင်းစလုံးလဲပါတယ်ပြီးတော့ site ကလည်းအရင်မကြည့်ဘူးဗျာအဲ့ဒါအောင်မှသူ့ရဲ့ speaker output watt က80 watt ထိထွက်တယ်ပြီးတော့ဈေးကလည်းတက်တာတယ်အဲ့လို speaker ကျွန်တော်တို့ H ရွှေးမှာရောက်နေဆိုရင်ကိုလူတို့စိတ်ဝင်စားကြတာစိတ်ဝင်စားရဆိုရင်ဒီ video လေးကိုဆက်ပြီးတော့ကြည့်လိုက်ဈေးနှုန်းကဘယ်လောက်လဲမင်းတို့ဈေးလည်းမရေးထားဘူးပါဆိုပြီးတော့ဈေးခဏမင်းနေလို့ကျွန်တော်ကဒီ video ရဲ့အဆုံးမှာကိုလူတို့သိချင်နေတဲ့ဈေးနှုန်းကိုတစ်ခါတည်းပြပြပေးထားတယ်ချင်းမီလို့ယူသွားဒီလိုမင်္ဂလေးတရားကိုခုံမင်းဘူးလို့များမထုံတဲ့တင်းပြုံးမှုလေးတွေနဲ့ပြူစားချာချာလေးနေပြီးငါမကောင်းတဲ့ဘုံမိုးယူသွားကျွန်တော်ရှင်းမှာခုရှိနေတာကကြတော့ဒီဘာမဆိုကနေထုတ်ထားတဲ့ Melo 100ဆိုတဲ့ဒီ party speaker လေးပဲဖြစ်ပါတယ်ဒီကောင်လေးကကျွန်တော် site ကလည်းအရင်မကြည့်ဘူး site မကြည့်ဘူးဆိုပေမဲ့သူ့ထဲမှာပါတဲ့ watt က81တောင်ပါတဲ့ကြောင့်မလို့ကိုလူတို့အုံတိုင်းကြိုက်လို့လုပ်လို့ရတယ်ပြီးသွားရင်နောက်တစ်ခုအဆင်ပြေတာသူ့မှာ mic လေးတစ်လုံးပါတယ်ဗျမိုက်နှစ်ခုပါတဲ့ကြောင့်ဘာတွေကောင်းသွားမလဲဆိုတော့ဒီမိုက်တွေလူပြီးတော့ဆိုရတဲ့ဒုက္ခတွေပါလည်းမရှိတော့ဘူးဗျာတယောက်သလုံးအေးစေးဆိုရုံပဲပြီးတော့မိုက်တွေပါချိတ်ပုံချိတ်ဆက်နေရလဲအရင်မခတ်ဘူးရိုးရှင်းပဲခလုတ်လေးနှိမ့်လိုက်တာနဲ့အော်တိုပဲသွားပြီပြီးသွားရင်ဒီကောက်မှာ RGB လေးပါပါတယ်ဗျRGB ပါတဲ့ကြောင့်မလို့ကိုလူကအငြိမ်မကြိုက်ဘူးဗျာလှုပ်ရွလေးကြိုက်တယ်ဆိုရင်တော့တော်တော်လေးကိုမိုက်တယ်ဗျာညအမောင်ထဲမှာဒီ box လေးကိုဖွင့်ထားမယ်ဆိုရင်မီးလေးကစိမ့်လိုက်ဝါလိုက်နေလိုက်နေတော်တော်လေးကိုမိုက်တယ်ဗျာပြီးသွားရင်သူ့ရဲ့ဒီ3မိထားရဲ့ material ရဲ့အရန်ကိုဒီကျွန်တော်ချိမဖြစ်ဘူးဗျာနည်းနည်းလေး quality ကောင်းတယ်ဆိုရင်ခံစားမှုကိုရစေတယ်ပြီးသွားရင် battery life ကလည်းအရင်ခဏလေးနဲ့ကုန်သွားမဲ့ကောင်မျိုးမဟုတ်ဘူးပြီးတော့သူ့ထဲမှာပါတဲ့ fashion တွေအရင်များတယ်ဗျသူ့မှာခလုတ်တွေချိန်ကြီးလို့ရတယ်ခလုတ်ကိုမှဒီ mic အတန်ချိန်ကြီးလို့ရတယ်ပြီးတော့ equalizer ချိန်လို့ရတယ် bass တွေများမလား treble ပဲများမလားကြိုက်တာလို့ရတယ်ဗျပြီးတော့သူ့မှာ remote control ပါတဲ့ကြောင့်မလို့ကိုလူတို့ကဒီထိုင်အားကနေမထဘဲနဲ့အဝေးကနေလည်းထိန်းချုပ်လို့ရတယ်remote နဲ့ဗျာကြိုက်တာလို့ရတယ်ပြီးတော့သူ့မှာ TWS ဆိုတဲ့ function လေးပါတယ်ဗျာ TWS function ကဘာလဲဆိုတော့ကိုလူတို့ဒီလိုကောင်မျိုးနှလုံးရှိရင်အဲ့နှလုံးကိုချိန်ပြီးသုံးလို့ရတယ်အဲ့တော့ဗျာကိုလူကဒီတယောက်တည်းနဲ့အားမရသလိုပဲဒီတစ်လုံးနဲ့အားမရဘူးဆိုရင်နောက်တစ်လုံးထပ်ဝယ်ပြီးတော့ဒိုင်းလုံးချိန်ထားလို့ရတယ်အတန်ပူကောင်းရတယ်ပေါ့ဗျာနှလုံးရှိရင်ပြီးသွားရင်သူ့ရဲ့ woofer size က8လက်မကြီးတောင်ရှိတာဗျာ8လက်မနော်ကိုလူတို့ဒါကြောင့်မမအောင်8လက်မရှိတဲ့ကြောင့်မလို့အတန်ထွက်ကာလာဘာညာနေထားဗျာဤစိတ်နေမှာပဲတော်တော်လေးကိုမိုက်တယ်ဗျာပြီးတော့ဒီကောင်လေးမှာကျွန်တော်ဒီ guitar ပေါက်လို့ခေါ်တဲ့ဒီ instrument အပေါက်ပါတဲ့ကြောင့်မလို့ကိုလူတို့ဒီ guitar တွေနဲ့ဒီဘောက်ကိုချိန်ပြီးတော့သုံးလို့ရတယ်ဗျာအဲ့တော့ကိုကဒီ guitar တန်အောင်ရိုးနားထောင်ရတာပြင်းပြီဆိုရင်ဘောက်စင်းနဲ့တွဲပြီးတော့နားထောင်လို့ရတယ်တကယ်လို့စိတ်ပါရင်ကိုအဲ့ guitar လေးရဲ့ဒီဘောက်လေးရဲ့ယူပြီးတော့အပြင်မှာရှင်းနေပါထွက်ဆိုလို့ရတယ်တော်တော်လေးကိုမိုက်တယ်ဗျာပြီးတော့ Randy Kala ကလည်းသူက1 year ပေးထားတဲ့ကြောင့်မလို့ကိုလူတို့စိတ်ကြိုက်လက်သုံးလို့ရတယ်ဟိုဘာမှစိုးရင်ပူမဲ့စားမလို့ဗျာဒီဘောက်ကြီးကခဏနေပြတ်သွားမှာလားတော်ကြနေပြတ်သွားမှာလားဘာမှအောင်နေသိမ့်မများနဲ့ဒီကောင် Randy အပြည့်ပါပေးထားတယ်ဒါနဲ့အားများလို့ဒီထက်ပူကြီးတာ watt ပူများတာလိုချင်တယ်ဆိုရင်တော့ဒီအကိတ်ကြီးရှိမယ်ဒီကောင်ကတော့မဲလို့200သူ့မှာဝက်ကကြီးကျွန်တော်တို့ဒီ120ဝက်ထိပါတဲ့ကြောင့်မလို့အတန်ထွက်ကတော့ဆောင်းမိုက်သွားလိမ့်မယ်အဲ့လိုဆောင်းမိုက်တဲ့ကောင်လေးကိုကိုရိုင်းလာကိုစမ်းသက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ H ရွှေမှာဒီကောင်က install ရှိရလာစမ်းလို့ရတယ်မလာခင်တော့စုံမဲ့တဲ့ချင်းလေးကိုကြိုရေးထားနော် Okay အဲ့တော့ကိုလူတို့အားလုံးသိချင်နေကြတဲ့ဈေးနှုန်းကိုကျွန်တော်ပြပြပေးတော့မယ်ဒီမဲလို100လေးကကြတော့9,900,500ပြီးသွားရင်ဒီမဲလို200ကကြတော့9,900,500အဲ့တော့ဈေးနှုန်းတွေလည်းတည်ပြီးွားပြီဆိုတော့ကိုကဒီအကြီးယူမလားဒါမှမဟုတ်ရင်အသေးယူမလားကြိုက်တာကိုရွေးချယ်လိုက်တော့ဗျာ